တော်လှန်ရေးဟာလူတစုအတွက်မဟုတ်ဘဲအားလုံးအတွက်ဖြစ်ပါစေ။ခုမြန်မာပြည်တော်လှန်ရေးဟာလူတစုကောင်းစားရေးကိုပဲဦးတည်နေသလား။ခုတလောမှာရေပန်းစားပြီးတကယ်ကိုအငြင်းပွားစရာဖြစ်နေတဲ့လူအများစိတ်ပူနေကြတဲ့ COC Chain of Command ဆိုတဲ့ခေါင်းစဉ်အောက်ကအလွဲချော်တွေအကြောင်းနည်းနည်းပြောချင်ပါတယ်။ COC ရှိရမယ်ဆိုတဲ့မူဝါဒကိုမကန့်ကွက်ဘူး။ဒါပေမဲ့လက်တွေ့မှာဖြစ်နေတာကအဝင်လဲမခံအပြင်လဲမထွက်ခိုင်းတဲ့ပိတ်မိနေတဲ့အခြေအနေကြီးဖြစ်နေတယ်။ခင်ဗျားတို့ COC အောက်ဝင်ဖို့လျှောက်ထားတဲ့အဖွဲ့တွေအများကြီးရှိတယ်။တချို့ဆို2 နှစ်လောက်ကြာနေပြီအကြောင်းပြန်ချက်မရှိဘူး။ဘာမှလည်းပြန်မပြောဘူး။အဲ့ဒီတော့မေးစရာရှိတာကဝင်ခွင့်မပေးသေးတဲ့အတောအတွင်းမှာအဲ့ဒီကလေးတွေကဘာလုပ်ရမှာလဲ။သေနတ်ကင်ပြီးတော်လှန်နေတာလေခဏနာပြီးအိမ်ပြန်အိပ်နေရမှာလား။ COC အဝင်လဲမခံဘဲနဲ့အပြင်မှာကိုယ့်ဘာသာရပ်တည်နေတဲ့သူတွေကိုအမှိုက်လို့သတ်မှတ်နေတာကတော်လှန်ရေးကိုအင်အားကြီးနေအောင်လုပ်နေတာပဲ။လိုင်းပေါ်ကလော်ဘီတွေက Chain of Command အောက်မဝင်ရင်မထောက်ပို့နဲ့ရှင်းထုတ်ရမယ်လို့အော်နေကြတယ်။ဒါကိုနောက် NUG ဘာလို့အမားကိုအမားလို့မပြောရဲတာလဲ။ဒီလိုစကားလုံးတွေကတိုက်ပွဲဝင်နေတဲ့ကလေးတွေကြားမှာသွေးကွဲစေတယ်။ဒါကိုခွင့်ပြုထားတာဟာစနစ်တကျဖျောက်ထားတဲ့လှည့်ကွက်လား။တခါက COC အောက်ဝင်ဖို့လျှောက်ထားတာကိုဘာကြောင့်2 နှစ်လောက်ကြန့်ကြာနေရတာလဲဝင်ခွင့်မပေးသေးခင်မှာအဲ့ဒီအဖွဲ့တွေရဲ့ရပ်တည်မှုနဲ့လုံခြုံရေးအတွက်ဘာမူဝါဒရှိသလဲ Chain of Command မရှိရင်အမှိုက်လို့ပြောနေတဲ့လော်ဘီတွေကို NUG ကဘာကြောင့်တရားဝင်အသိပေးတားမြစ်ခြင်းမရှိတာလဲနောက်တစ်ခုက NUG မရှိရင်ဘာဖြစ်သွားမလဲလို့မေးကြတယ်NUG ကလူတွေကိုခမားတို့ပဲမဲပေးခဲ့တာလေလို့ပြောကြတယ်။မမိကြအောင်မယ်ထင်တယ်2020ရွေးကောက်ပွဲမတိုင်ခင်မှာဒေါ်စုမိန်ကွန်းကိုကိုယ်စားလှယ်တွေကအလွန်ဆုံးရှိလားနာထောင်ဖို့သူကောင်းကောင်းထိနိုင်ပါတယ်လို့ပြောပြီးပါတီကိုပဲကြည့်ပြီးမဲပေးပါလို့ပြောခဲ့တာလေဒေါအောင်ဆန်းစုကြည်ရဲ့စကားကိုယုံကြည်လို့ပါတီကိုပဲကြည့်ပေးခဲ့တာအခုအဲ့ဒီကိုယ်စားလှယ်ဆိုသူတွေကပြည်သူအတန်ကိုနားမထောင်တော့ပဲငါတို့မရှိရင်မရဘူးဆိုတဲ့ချိုးမျိုးလာမလုံးနဲ့တော်လှန်ရေးဆိုတာဖြစ်ချင်တာဖြစ်မှာမကြောက်လို့လုပ်နေတာနောက် NUG ရှိရင်ဘာဖြစ်မလဲစမ်းကြည့်ချင်ရင်စမ်းကြည့်လို့ရတယ်ခမားတို့အကြောင်းတွေလည်းအကုန်သိတယ်ဒီအတိုင်းကြည့်နေတာကပြင်းလို့မဟုတ်ဘူးဘလောက်အထိဆက်လုပ်မလဲဆိုတာစောင့်ကြည့်နေတာဟိုတနေ့ကကရင်နီက PDF ကလေးတွေ live လွှင့်တာကြည့်လိုက်ရတယ် COC အောက်ကကလေးတွေ9 နှစ်လုံးဘာမှမရဘူးတဲ့သူတို့အိမ်ကပြေးတွေလဲရောင်းလို့ကုန်ပြီတဲ့တခါမှလဲဘသူကမှလာမကြည့်ဘူးတဲ့ COC အောက်ကိုဝင်ရမယ်ဟုတ်လားကလေးတွေလိုဖြစ်စေခြင်းလို့လားအဲ့တော့ပြန်ချုပ်ရရင် COC အောက်ကိုလဲပေးမဝင်တော့လဲဘာမှမထူးကြမှကိုဟာကိုစစ်တိုက်ချင်တာတော့မတိုက်ရတော့ဘူးကိုဟာကိုလဲရက်တီလို့မရ COC အောက်မဟုတ်ရင်မလှူကြနဲ့တဲ့အဲ့တော့ဘာလို့ရမှာလဲပြောပါလားအိမ်ပြန်အိတ်နေရမှာလားစစ်တိုက်ချင်လို့လာပါတယ်ဆိုမှတကယ်ကိုပြဿနာလူကြီးတွေပါဗျာချင်းချောက်တာတွေကလည်းပါသေး NUG မရှိရင်ဘာဖြစ်သွားမလဲတဲ့တော်လှန်ရေးလုပ်ပါတယ်ဆိုမှဘာဖြစ်ဖြစ်ဂယုမဆိုင်လို့တော်လှန်နေတာလေဒုက္ခပါပဲတော်လှန်ရေးကိုထိုးခွဲနေတဲ့ NUG နဲ့သူ့လော်ဘီတွေတော်လှန်ရေးဟာလူတစုအတွက်မဟုတ်ပဲအားလုံးအတွက်ဖြစ်ပါစေလို့ဆုတောင်းပြီးအချိန်မနှောင်းခင်ပြင်နိုင်ပါစေလို့